Okay အဲ့တော့ဒီ video မှာတော့ present simple ပေါ့နော် present simple or simple present ဘယ်လိုဖြစ်ဖြစ်ခေါ်လို့ရတာပေါ့နော်ဒီမှာဘောပင်လေးရတော့ page ဆောင်လေးရေးရတာဆိုတော့လက်ရေးလေးတော့သိခံမယ်နော် present simple ဆိုတာကတော့ကျွန်တော်တို့ငယ်စတင်ခဲ့တဲ့ဟာဆိုရင် buff 1ပေါ့နော်buff 1မဟုတ်တယ်မဟုတ်ဘူးတွေညင်းကြမယ်ပေါ့နော်အလွယ်ပြောရရင်တော့ buff 1ဟုတ်ပါတယ်buff 1လို့ပဲပြောလိုက်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့ပုံစံက buff 1ဖြစ်ပါတယ်မေးခွန်းလုပ်ရင်ဘာနဲ့လုပ်လဲဆိုရင် do နဲ့စပါတယ်မေးခွန်းလုပ်ရင်ဘာနဲ့လုပ်လဲဆိုရင် do you အဲ့တော့ you နဲ့တွဲလို့တော့ do you ပေါ့နော်အဲ့ဆိုရင်ကျန်တဲ့အခြား buff 1 buff SCS ပေါ့ buff ရိုးရိုး buff basic buff 0လို့လည်းပြောတယ် original buff လို့ပဲပြောတယ်ဒါမှမဟုတ်ရင် buff မှာ SCS ပါခဲ့မယ်အဲ့တော့ buff မှာရိုးရိုး buff original buff ဆိုရင်ဟာဒီ buff 0ကိုဆိုတော့ do နဲ့ပြောတယ် buff SCS ကိုဘာနဲ့ပြောလဲဆိုရင် does နဲ့ပြောမယ်အဲ့တော့ဒီမှာဆိုရင် do you နဲ့စာ you မို့လို့ do you ပါเนาะအဲ့တော့ do you အဲ့တော့မေးခွန်းလုပ်မယ်ဆိုရင်နှစ်မျိုးလုပ်လို့ရတယ် present simple မှာpresent simple မှာမဟုတ် tense အားလုံးမှာမေးခွန်းနှစ်မျိုးရှိတယ်မေးခွန်းနှစ်မျိုးကိုဘာပုံစံနဲ့ရေးလို့ရလဲဆိုရင် question ကyes no question ပေါ့နော် yes or no question နဲ့ WH question ဆိုပြီးတော့နှစ်မျိုးရှိတယ် yes no ကိုဘာနဲ့လုပ်လဲဆိုရင် do you drink a lot of tea or coffee do you drink a lot of tea or coffee အဲ့တော့ do you drink မှာတစ်ခါတည်းintonation တွေပြောလိုက်မှာပေါ့နော် do you drink a lot of tea or coffee ဆို ready လို့မဖတ်ပါဘူး do you drink a lot of tea or coffee tea or coffee အဲ့တော့အတန်ကမြင့်ရန်ကနေနှိမ့်သွားပါလေဒါဆိုရင်သူ့ရဲ့ဆက်ကျင်ဘက် WH word တွေပါလာပြီဆိုရင်တော့အတန်က WH မှာအရင်ဖိပြီးမှအောက်ကအတန်က voice က downward ဖြစ်သွားမယ်ပေါ့နော်for example look how many cups do you drink a day how many cups do you drink a day or how many cups ဒီ keywords ဖြစ်ပါတယ် how many cups do you drink a day ဖြစ်သွားပါတယ်အဲ့တော့ okay နောက်တစ်ခုကြည့်အောင် go to a gym အဲ့တော့ရိုးရိုးyes or no question မှာဆိုရင်ဘယ်လိုပုံစံလေးသွားမလဲဆိုရင် do you go to a gym do you go to a gym what gym ပေါ့ what gym ဆိုဒါလေးပါထည့်မလဲ what gym ဆို do you ပဲပြန်ထည့်ရမှာပဲအကုန်လုံးအဲ့တော့ what အဲ့တော့ question ဝါပြီးရင်ပါလာမလဲ do subject အဲ့တော့ yes or no question ဆိုရင် do subject verb 0အဲ့တော့ question 1ဆိုရင်လည်း question 1 do subject verb 0ပါအဲ့တော့ဘယ်လိုပုံစံဖြစ်သွားမလဲ what gym do you go to what gym do you go to okay next one ပေါ့နော်အဲ့တော့ do you sleep well do you sleep well ကောင်းကောင်းအိပ်လားပေါ့နော် do you sleep well ဒါဆိုရင် how many hours do you sleep အဲ့တော့ where ကထည့်စရာမလိုဘူးเนาะ how many hours do you sleep how many hours do you sleep do subject but 0 do subject but 0 how many hours do you sleep like this okay နောက်ခုပြောမယ် do you play games on your phone do you play games on your phone အဲ့ဆိုရင် what games ပါလာမလဲ do you yes do you ပါရင်ပါလဲ do you do subject verb 0ပါ verb က play ဆို what games do you play what games do you play I play games on my phone like this ပေါ့နော် like so do you like watching sport do you like watching sports အဲ့တော့ what sports ဘယ်လိုပုံစံဖြစ်မလဲဒီနားလေးမှာဘယ်လိုရေးမလဲအဖြေက what sports yes do you like what sport do you like ဒါကတော့ present simple နဲ့ပတ်သက်တဲ့ question form လုံးနေ make question ပေါ့နော် question ဘယ်လိုလုပ်ရမလဲဆိုတာ question နှစ်မျိုးဖြစ်ပါတယ် yes or no question နဲ့ WH question yes or no ဆိုရင် do subject verb 0 or WH do subject verb 0တခုသိရမှာကဒါဒီ do နဲ့စတဲ့ verb တွေကိုပဲပြောတာဖြစ်ပါတယ်do သုံးရတဲ့ verb တွေပေါ့နော် does သုံးရတာကတော့ verb မှာ SCS ပါလာတဲ့ဝကြဒီမှာဆိုရင်သုံးရတာရှိပါမယ်ဒီမှာတော့ do နဲ့ပတ်သက်တဲ့question form ကိုပဲပြောထားတာဖြစ်ပါတယ်